မိတ်ဆွေများလုံးမင်္ဂလာပါကျွန်တော်ကတော့ဗီနေလက္ခဏာရွှေမန်းဆရာဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ဟောပြောပြီးမှာတော့တနင်္လာတာသမီတွေရဲ့2026ခုခံချက်မှာကန်ဆာတာဟောစတန်လေးဖြစ်ပါတယ်အဓိကဟောပြောပြီးမှာကတော့စီးပွားရေးအတွက်ပဲဖြစ်ပါတယ်เนาะဒီတနင်္လာတာသမီတွေက2025မှာပေါ့เนาะတော်တော်လေးကိုကန်ချက်မှာနဲ့ပတ်သက်ပြီးတော်တော်လေးရုန်းကန်ခဲ့ရတယ်ပေါ့เนาะကံကိုပုံချလို့တော့မရဘူးဆိုပေမဲ့ပေါ့เนาะတော်တော်လေးရုန်းကန်ခဲ့ရတယ်စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်ပေါ့เนาะရှားမိသားစုရေးရာတွေပဲဖြစ်ဖြစ်ပေါ့เนาะလုပ်ငန်းပိုင်းဆိုင်ရာတွေပညာရေးတွေเนาะကျန်းမာရေးတွေနဲ့တော်တော်လေးအခက်ခဲပေါ့ခြုံငုံပြီးပြောရရင်ပေါ့เนาะအခက်ခဲတော်တော်ရောက်ခဲ့တယ်ပေါ့เนาะအခုချိန်မှာ2026ဆိုတာစတင်ပြီဆိုတဲ့အတွက်ကြောင့်ဒီတနင်္လာတာသမီတွေပေါ့เนาะပျော်ရွှင်လို့ရပြီလို့ဆရာပြောချင်တယ်เนาะဒီ2026ထဲမှာဒီ2025မှာကြုံခဲ့တဲ့မြအန်ဒီရတွေအခက်ခဲတွေတိုက်ခိုက်တွေအနောက်ရှက်တွေကန်ဆိုးမှုတွေအားလုံးကိုလုံးဝကိုလက်လွတ်ပြီးတော့မှပေါ့เนาะကန်ကောင်းခြင်းတွေနဲ့ပဲစတင်နိုင်လိမ့်မယ်2026မှာပေါ့เนาะအဓိကတော့စီးပွားရေးမှာပေါ့เนาะတော်တော်လေးအားကောင်းထားတယ်အားပဲလုံးလို့ပေါ့เนาะအဆင်ပြေတယ်เนาะကိုနည်းနည်းလုံးလဲများများရမယ်ပေါ့เนาะအဲ့လိုအချိန်ကာလကြီးကိုကြော်ဖြတ်ရလိမ့်မယ်เนาะတကယ်ကိုတိုးတက်မယ်သူများလုပ်ငန်းပဲလုပ်ပြီးဖြစ်စေကိုယ်တိုင်ကိုတနိုင်တပိုင်းလုပ်ငန်းပဲလုပ်ပြီးဖြစ်စေပေါ့เนาะစီးပွားရေးလုပ်ငန်းလုပ်တဲ့လူတွေပဲဖြစ်စေရောင်းကောင်းဝယ်ကောင်းပေါ့เนาะအယောင်းဝယ်ကောင်းမယ်ဆက်ဆံရေးတွေအဆင်ပြေလာလိမ့်မယ်စီးပွားရေးပေါ့เนาะအဲ့ဒါလေးဆရာအဓိကပြောချင်ပါတယ်เนาะဒီ2026ဆိုတဲ့နှစ်ကိုဆရာတို့ခွဲခြမ်းပြီးပြောရမယ်ဆိုရင်တနင်္လာတာသမီတွေကအိမ်နောင်ရေးနဲ့ပတ်သက်ပြီးတော့မှတော့နည်းနည်းအတိုက်ခိုက်လေးတွေတော့ဆရာမြင်ထားတယ်ပေါ့အိမ်နောင်ရေးမှာเนาะအိမ်နောင်ရေးမှာဘယ်လိုဖြစ်နိုင်လဲဆိုတော့မိမိရဲ့အိမ်နောင်ဘက်နဲ့ပေါ့เนาะအစင်မပြေတာမျိုးတွေစိတ်ဘောစားမတိုက်ဆိုင်တာခိတ္တခဏယာယီဝိတ်ကွာနေရတာပေါ့เนาะခွဲပြီးနေရတာမျိုးတွေကြုံတွေ့ရတတ်တယ်မလိုလားအပ်ပဲပေါ့နော်အိမ်တော်နဲ့ပတ်သက်ပြီးရုံးနေကြတဲ့အထိရောင်းနိုင်တဲ့အခြေအနေရှိတဲ့အတွက်အိမ်တော်ရေးကိုတော့ဆရာအဓိကကြိုးစိုက်စေခြင်းနဲ့အခြေရေးနဲ့ပတ်သက်လာရင်တော့ချစ်တူတစ်တွေရှာဖွေတွေ့ရှိလိမ့်မယ်တကယ်ကိုခံရတဲ့လက်တွဲပေါ်တယောက်ကိုပေါ့နော်ရှာဖွေတွေ့ရှိမယ်ပေါ့အချစ်စစ်အချစ်မှန်တွေပေါ့နော်အခြေရေးကံကလည်းကောင်းထားတယ်နော်တနင်္လာတာသမီတွေပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျမ်းမာရေးရဥပေါင်းနဲ့ပတ်သက်ပြီးတော့၎င်းပေါ့နော်အစာအိမ်နဲ့ပတ်သက်ပြီးတော့၎င်းခ ्यू ဆက်ပြီးပါဒီနှစ်ခုလေးပဲဆရာကြိုးစိုက်စေခြင်းတယ်ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးထူးထူးကြီးကြီးမားမားပေါ့ကြုံရကိန်းတော့မရှိဘူးပေါ့နော်ခွဲစိတ်ကူတာရတာမျိုးပေါ့နော်စေယုံစေကမကြခဏတွားရတာမျိုးနာတာရှိဆွဲပြီးတော့မှကူတာရတာမျိုးတွေတော့မရှိနိုင်ဘူးပေါ့နော်ဟုတ်ပြီပညာရေးကံပညာရေးနဲ့ပြောရမယ်ဆိုရင်လည်းပညာကံမှာတော့ကောင်းတယ်အတက်ပညာပဲဖြစ်ဖြစ်လက်မှုပညာပဲလုံးလုပ်ငန်းပညာပဲလုံးတော့ဘလို့ပညာမျိုးမဆိုပေါ့နော်ဒီ2026ထဲမှာတော်တော်လေးတိုးတက်မယ်အောင်မြင်မယ်ဆိုတော့ဟာတကူဆရာပြောခြင်းတယ်ပေါ့နော်ပြီးရင်ယာဒူးတိုးတာလာစာတိုးတာအချိန်တိုးတွင်းနဲ့ခံရလိမ့်မယ်ဘယ်လုပ်ငန်းပဲမဆိုပေါ့နော်ရာထူးတိုးမယ်လာစာတိုးမယ်ပြီးတော့ကိုဂုံတည်င်းကြော်စောင်းမယ်ပေါ့ပြောရမယ်ဆိုရင်နော်ပညာရေးပဲဖြစ်စေဒီစီးပွားရေးပဲဖြစ်စေပေါ့နော်ဂုံတည်င်းကြော်စောင်းမယ်ပေါ့နော်အဲ့တော့ပညာနဲ့လုပ်တဲ့လုပ်ငန်းတွေနဲ့ပြည်ဒီမှာလုပ်တဲ့တနင်္လာတာသမီတွေဆိုရင်နာမည်ကောင်းတဲ့နာမည်တွေပဲပေါ့နော်နာမည်ကောင်းတွေဂုံတည်င်းကောင်းတွေပဲကြားလိုက်မယ်လို့ဆရာပြောချင်တယ်ပြီးတော့တနင်္လာတာသမီတွေနဲ့ဒီ2026ထဲမှာပေါ့နော်လုပ်ငန်းပိုင်းဆိုင်ရာမှာကားလုပ်ငန်းလုပ်တဲ့လူတွေတော်တော်လေးကြီးပွားမယ်တိုးတက်မယ်လို့ဆရာပြောချင်တယ်တနင်္လာနံကားလုပ်ငန်းလုပ်တဲ့လူတွေပေါ့နော်ပြီးရင်ကြောက်လုပ်ငန်းပေါ့နော်ဒီကားနဲ့ကြောက်နဲ့ဒီတနင်္လာနံလေးတွေပေါ့နော်တခြားတော့လုပ်ငန်းတွေလည်းရှိပါတယ်တနင်္လာနံနဲ့စတာပေါ့ဆရာအဓိကထားချင်တာဒီနှမျိုးကိုတော့ဆရာပြောပြတာပေါ့လေနော်ဒီပြီးတော့ကျောင်းဆရာတို့ကျောင်းဆရာမတို့ပေါ့နော်ထားပါတော့ဒါတွေအကုန်ပါတယ်ပေါ့ဆရာပြောချင်တာနော်ဒါတော်တော်လေးအောင်မြင်မယ်ထဲမှာပါတယ်ပြီးရင်တနင်္လာနံတနင်္လာတာသမီတွေဟိုပေါ့အနုပညာရှင်တွေပေါ့နော်တနင်္လာနံနဲ့စတဲ့လူပဲဖြစ်ဖြစ်ဒါမှမဟုတ်တနင်္လာတာသမီပဲဖြစ်ဖြစ်ပေါ့အနုပညာဓမ္မတွေပေါ့နော်တော်တော်လေးကိုတိုးတက်မယ်ကြီးပွားမယ်ထင်မှာပါတယ်နော်နေရာကောင်းရမယ်နာမည်ကောင်းရမယ်ပေါ့နော်ဟုတ်ပြီလားကဲကောင်းပြီဆရာကတော့ဗီဒီယိုလက္ခဏာရွှေမန်းဆရာဖြစ်ပါတယ်ခုနတာသမီများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ